မသေးချာမရေရာတဲ့ကဘာကြီးမှာကျွန်တော်တို့သေချာရေရာတဲ့ကလေးတွေဘလို့ဖြစ်လာအောင်ကျွန်တော်တို့ဘလို့မွေးမြူကြမလဲနေအနည်းမြင့်တက်ကြစတဲ့လောကရန်တရားတွေကျွန်တော်တို့စီကိုတစ်ချိန်မဟုတ်တစ်ချိန်ရောက်လာတတ်ကြတယ်ကျွန်တော်တို့ဘဝမှာကျွန်တော်နိုင်ငံမှာကြတော့ကျွန်တော်ဖះရှိခိုးတွေကမကြုံပါစေနဲ့ဝေးပါစေဖဲပါစေဆိုပြီးဆူတောင်းထားတဲ့ကကြီး၃ပါးတို့ရန်သူမျိုး၅ပါးတို့ရက်ပစ်၈ပါးတို့ဒါတွေကဆူတောင်းထားတဲ့လွဲပါစေဆိုပြီးတော့ဆူတောင်းထားတာအကုန်လုံးဖြစ်နေတာနော်စီးပြီးဆွဲထားလားအောက်မရတခုပြီးတခုဂျုံနေရတယ်ရေဘေးတွေဂျုံရတယ်မီးဘေးတွေဂျုံရတယ်ကိုဗစ်လိုမျိုးယောဂဘေးတွေကပ်ဘေးတွေဂျုံရတယ်နောက်မအားလာဘေးဂျုံရတယ်နောက်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့စစ်ပွဲတွေစစ်ဘေးတွေအဲ့ဒါနေအငတ်ဘေးတွေဒါတွေတခုပြီးတခုဂျုံနေရတယ်နောက်အခုနောက်ဆုံးပြီးခဲ့တဲ့လောကဖြစ်သွားတယ်ငလျင်ဘေးအဲ့တော့ဘေးတွေကအမျိုးမျိုးဂျုံနေရတယ်ဒီလိုဘေးတွေဒီလိုဘေးအန္တရာယ်တွေဒါတွေအထူးသဖြင့်တဘာဝဘေးစရနေဂျုံလာတဲ့အခါမှာကျွန်တော်တို့ဒီတစ်ခါလေးဘာမှပြန်လုပ်လို့မရဘဲနဲ့ငြိမ်ခံလိုက်ရတာရှိတယ်ဆိုပါစို့ပြီးခဲ့တဲ့ငလျင်မှာကြည့်မယ်ဆိုလို့ရှိရင်ကိုချစ်တဲ့ခင်တဲ့လူတွေတေးချေပျက်စီးရတယ်ဒဏ်ရာနာတရားတွေဖြစ်တယ်ခြေလက်အင်္ဂါတွေပျက်စီးတယ်ဒါတွေကြည့်ပြီးတော့စိတ်ညစ်ရတယ်စိတ်တော့ကတွေရောက်ကြတယ်နှလုံးမချမ်းမြေဘူးပေါ့နော်သိရမလားဒါတွေကြည့်ပြီးတော့လူတွေကစိတ်တနှုံနေဖြစ်တဲ့အပြင်ကလူတွေဆိုလို့ရှိရင်လည်းကယ်ခြင်းရက်နဲ့မကယ်နိုင်မဲနဲ့လက်လွတ်လိုက်ရတာတွေအများကြီးရှိတယ်ဒီနေ့ပြောမှာပါဒီလိုဘေးတွေကြုံလာတဲ့အခါမှာကျွန်တော်တို့စိတ်မညစ်ရအောင်စိတ်တော့ကမရောက်ရအောင်နေဖို့နီးလန့်တွေကိုပြောမှာမဟုတ်ဘူးဘာလို့လဲဆိုတော့အဲ့လိုပြလို့လည်းမဖြစ်နိုင်ဘူးဘာလို့လဲဆိုစဉ်းစားကြည့်လေကျွန်တော်တို့နေပူတဲ့ကိုသွားရမလားနေပူတဲ့ကိုသွားတဲ့အခါမှာနေချစ်တော့ပူနေနေကြီးကိုမပူပါနဲ့ဟဲ့ဆိုပြီးကျွန်တော်တို့ကတားလို့မရအောင်နေပူတဲ့သွားရင်နေပူတန်ကိုခံရမှာပဲဒါပေမဲ့နေပူတန်တက်တောင်ကျွန်တော်တို့ဘာတွေလုပ်လို့ရလဲဆိုတာတော့ကျွန်တော်တို့ပြောလို့ရတယ်ဘယ်လိုလဲဆိုလို့ရှိရင်ထီဆောင်းတာတို့ထီဆောင်းမှုတိုက်တွန်းတာတို့ဟုတ်လားနောက်ပြီးလို့ရှိရင်နေပူတဲ့သွားလို့ရှိရင်အင်ကြီးလက်ရှိလေးဝတ်သွားဒါမှမဟုတ်လို့ရှိရင်နေပူတဲ့သွားလို့ရှိရင်တနခါးရပါလိမ့်သွားစသဖြင့်ပေါ့နော်နေပူတန်တက်တောင်ကျွန်တော်တို့လုပ်လို့ရတယ်အခုလဲအဲ့လိုပဲစိတ်ညစ်စရာကြုံလာတဲ့အခါမှာစိတ်တော့ကအနည်းနဲ့များရောက်ကြမှာကြီးပဲစိတ်ညစ်တာညစ်မှာပဲသိရမလားဘာကြောင့်လဲဆိုတော့ဒါလူရဲ့သဘာဝပဲအပြင်ဘက်ကကျွန်တော်တို့အာယုံတွေကြုံတဲ့အခါမှာမကောင်းတဲ့အာယုံတွေအနိဋ္ဌာယုံတွေစရကြုံတဲ့အခါမှာစိတ်ကညစ်ကိုညစ်မှာအနည်းနဲ့များပဲကွာမယ်အဲ့တော့စိတ်မညစ်တာကိုစိတ်မညစ်တာကိုစိတ်မညစ်နဲ့ဆိုပြီးတော့တွားပြောလို့မရဘူးဒါပေမဲ့စိတ်ညစ်တာကိုကျွန်တော်တို့ဘယ်လိုတတ်တောင်လုပ်ရမလဲဒါလေးနဲ့ပတ်သက်ပြီးကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်ကလေးတငယ်တွေဆယ်ကျော်တက်တွေကျွန်တော်တို့ကဦးစားပေးပြီးတော့ဖေးမပေးရမယ်ဒါကျွန်တော်လူကြီးအနေနဲ့ဘယ်လိုဖေးမကြမလဲဒါကိုဒီနေ့ကျွန်တော်ဆွေးနွေးပေးသွားမှာဖြစ်တယ်ပေါ့နော်ကလေးတွေကိုဘာကြောင့်ကျွန်တော်တို့အဓိကဥတည်ပြီးပြောရလဲဆိုတော့ကလေးတွေကစိတ်ဓာတ်မရင့်ကျက်သေးဘူးလူကြီးအနေနဲ့ရှင်လို့ရှိရင်လူကြီးတွေက mature ဖြစ်တယ်ရင့်ကျက်တယ်အကြောင်းအကျိုးဆင်ခြင်နိုင်တဲ့များသောအားဖြင့်ဆင်ခြင်နိုင်စွမ်းရှိရပေါ့နော်ကလေးတွေမှာကြတော့အကြောင်းအကျိုးဆင်ခြင်နိုင်တဲ့အစွမ်းမရှိဘူးကလေးဘဝမှာမြန်တကယ်လို့စိတ်ဓာတ်တစ်ခုကိုရသွားတယ်စိတ်ဓာတ်ရဆွဲသွားတယ်ဆိုလို့ရှိရင်တစ်လုံးကူစားဖို့ကမလွယ်တော့ဘူးဒါကြောင့်ကျွန်တော်တို့ကကလေးတွေကိုဥတည်ပြီးတော့ target ထားပြီးပြောရတာကြည့်ပြီးခဲ့ဖြစ်ရဒီမှာကြည့်လိုက်လို့ရတယ်ပေါ့နော်တချို့ကလေးတွေမိဘမဲ့သွားတယ်သူတို့အိမ်တွေပျက်စီးသွားတယ်သူတို့တငယ်ချင်းတွေသူတို့ရဲ့ဆရာတွေဆရာမတွေသူတို့ချစ်တဲ့လူတွေမရှိတော့ဒါငလျင်ဘေးကြုံတဲ့ကလေးတွေကိုပဲဦးစားပေးပြီးတော့ဥတီပြီးတော့ပြောတာမဟုတ်ဘူးကျွန်တော်စစ်ဘေးရှောင်တွေမှာအများကြီးပဲစစ်တပ်ကမဟာတရားသိရမလားရရဆက်ဆက်ကျွန်တော်တို့ဒီလူနေအိမ်တွေရှိရဲ့ရက်ကွက်တွေနော်နောက်ပြီးလို့ရှိရင်ဖုန်းကြီးကျောင်းတွေစာတင်ကျောင်းတွေဆေးရုံတွေဒါတွေကိုတားဂတ်ထားပြီးတော့ရရဆက်ဆက်ဘုံတွေကျဲတော့လူတွေတေတာပေါ့သိရမလားအဲ့တော့ကိုချစ်တဲ့လူတွေပါသွားတယ်ကိုချစ်တဲ့လူတွေအသက်ဆုံးရှုံးရတယ်ကိုချစ်တဲ့လူတွေခြေလက်အင်္ဂါတွေပျက်စီးရတယ်ဒါတွေကိုကြည့်ပြီးတော့ဘယ်သူကစိတ်မညစ်ပဲရှိမယ်အဲ့တော့ကျွန်တော်စစ်ဘေးရှောင်တွေမှာလည်းဒီလိုကြုံရတဲ့ကလေးတွေတပုံတပင်းကြီးရှိနေတယ်နော်ကျွန်တော်အဲ့ဒါတွေကိုကျွန်တော်တို့ view site ဖို့လိုပဲအဲ့တော့အဲ့လိုကလေးတွေကိုနားမှာရှိနေလားဒီကလို့ကိုနားမှာရှိနေရဆိုလို့ရှိရင်ကိုနဲ့သွေးသားတော်ဆက်တွေဖြစ်စေမတော်ဆက်တွေဖြစ်စေရှိနေလို့ရှိရင်အခုပြောမယ့်အချက်ကလေးတွေဟာသူတို့ကိုစိတ်ဓာတ်ရကနေတက်တာအောင်ကျွန်တော်တို့အတက်နိုင်ဆုံးဖေးမှကူညီနိုင်တဲ့အချက်ကလေးဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒါလေးတွေကိုကျွန်တော်တို့ဒီနေ့လေ့လာကြည့်ကြမယ်အဲ့ကျွန်တော်တို့ဘာတွေလုပ်ပေးလို့ရလဲနံပါတ်1က be there for them but better be a calm present ဘာလို့ဆိုလိုလဲဆိုတော့ကျွန်တော်တို့ be there for them သူတို့အတွက်ရှိနေပေးဖို့လိုတယ်သူတို့အတွက်ရှိနေပေးပါသူတို့အနားမှာရှိနေပေးပါပေါ့နော်အနားမှာရှိနေပေးပါဆိုဒီလိုဘေးဒုက္ခကြုံနေရတဲ့အခါမှာကိုဘေးနားမှာကိုအားကိုရတဲ့လူကြီးတယောက်ယောက်ဒါမှမဟုတ်ကိုအားကိုရတဲ့သိရမလားကိုချစ်ရတဲ့လူတယောက်ကကိုနားမှာရှိနေရဆိုလို့ရှိရင်သူတို့အတွက်ကအားစီးဖြစ်တယ်ဘာမှသွားပြီးတော့အများကြီးတွေလုံနေကြမလို့ဘေးနားမှာရှိနေပေးတာတင်ကသူတို့အတွက်အားစီးတစ်ခွက်ဖြစ်နေတယ်ပေါ့နော်အဲ့လိုရှိနေတဲ့အခါမှာရှိနေပေးပါဆိုတဲ့နေရာမှာသူတို့နားမှာရှိနေပေးပါဆိုတာထက်သူတို့နားမှာ calm present သိမှာတည်တည်ငြိမ်ငြိမ်နဲ့ရှိနေပေးတာပို့ပြီးတော့ခေါင်းတယ်ကလေးတွေဆယ်ကျော်သက်တွေဆိုတာကကိုတွေဘာလုပ်နေလဲဆိုတော့သူတို့အမြဲကြည့်နေအမြဲလေ့လာနေကိုတွေကိုအမြဲလေ့လာနေပေါ့နော်ကိုတွေစက်နေအတူယူဖို့သူတို့ကစောင့်ကြည့်နေတာဘာလို့ကိုတွေစက်နေသူတို့အမြဲတမ်းသင်ယူဖို့သူတို့ကလုပ်နေတာအဲ့တော့ဒီလိုဖြစ်ရက်တွေစိတ်ညစ်စရာတွေကြုံလာတဲ့အခါမှာကလေးတွေတင်မဟုတ်ဘူးကိုတိုင်ကလည်းစိတ်ညစ်တယ်
စိတ်ဒုက္ခရောက်တယ်တောကတွေဖြီးစည်းရဟုတ်တယ်မလားအဲ့တော့ကိုဒီစိတ်ညစ်တာတွေစိတ်တောခရောက်တာတွေကိုဘယ်လိုတုံ့ပြန်လဲဆိုတာကိုသူတို့ကကြည့်ပြီးတော့တထေရတဲ့သူတို့ကလုံမှာအဲ့တော့ကိုကကိုယ့်ကိုအရင်ပြန်ဆန်းစစ်ကြည့်ငါစိတ်ထဲမှာငါ anxiety ငါရဲ့စိတ်ဒီစိတ်စိုးရိမ်စိတ်တွေငါရဲ့ stress တွေငါရဲ့ဒီဘယ်လိုပြောမလဲစိတ်ညစ်တဲ့စိတ်တောကတွေကဘယ်လောက်ထိကိုယ်ကိုလွှမ်းမိုးနေလဲလွှမ်းခြုံနေလဲငါဒီစိတ်တောကရောက်နေရတယ်ကိုငါဘယ်လောက်ထိတည်ငြိမ်ငြိမ်တုံ့ပြန်နိုင်လဲဒါတွေကိုကိုယ့်ကိုပြန်ပြီးတော့ဆန်းစစ်ကြည့်ဖို့လိုတယ်ကိုကအကောင်းဆုံးတည်တည်ငြိမ်ငြိမ်တုံ့ပြန်နိုင်ပြီဆိုတော့မှဟုတ်တယ်ကိုကကိုကလေးတွေကိုပို့ပြီးတော့အားပေးနိုင်မှာသိရမလားအဲ့တော့ကိုတည်တည်ငြိမ်ငြိမ်နေနိုင်မှကလေးတွေကလည်းဘေးနားမှာရောက်ရက်ခတ်မနေတော့ဘူးပေါ့နော်ကိုကကလေးတွေနားမှာသိရမလားရောက်ရက်ခတ်ပြီးတော့ဒီရှူးရှူးရှဲရှဲဖြစ်နေမယ်ဆိုပါစို့တခုခုစိတ်ညစ်တယ်ဆိုလို့ရှိရင်ထပြီးတော့ပောက်ကွဲတာတွေပဲလုပ်လို့ရှိရင်ဒီကလေးကလည်းကိုယ်တိုင်းပဲလိုက်ပြီးတော့ဖြစ်တော့မှာအဲ့တော့ကိုကကလေးနားမှာရှူးရှူးရှဲရှဲမဖြစ်ခင်မှာကိုယ် stress တွေကိုယ့်ရဲ့စိတ်ညစ်တာတွေတောကရောက်တာတွေအရင်ဆုံးတည်ငြိမ်အောင်လုပ်ဖို့အရေးကြီးတယ်ဒါကြောင့်မို့လို့သူတို့အနားမှာရှိနေပေးဖို့လိုတယ်ဒါပေမဲ့ရှိနေပေးတဲ့ရှိနေပေးပါရိုးရိုးရှိနေပေးပါဆိုတာထက်တည်တည်ငြိမ်ငြိမ်နဲ့ရှိနေပေးတာပို့ပြီးတော့သူတို့အတွက်ကောင်းတယ်ပေါ့နော်ဒါကလေးတွေအတွက်ဥတည်ပြီးတော့ပြောတာနောက်နံပါတ်2က let them know it is safe now သူတို့ကိုကျွန်တော်တို့အတိပေးလိုက်လောလောဆယ်မှာလုံခြုံသွားပြီသိတယ်မလားစစ်ဘေးဒုက္ခကျွန်တော်တို့စစ်ရှောင်ရတယ်သိတယ်မလားတိုက်ပွဲတွေဖြစ်တယ်စစ်ရှောင်တယ်လုံခြုံတဲ့နေရာကိုရောက်သွားပြီဆိုတဲ့နေရာဒါမှမဟုတ်လို့ရှိရင်ငလျင်တန်းကနေကျွန်တော်တို့ယာယီတဲကိုတဲ့နေရာတွေရောက်တယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်အိမ်ကိုပြန်ပြီးတော့နေတယ်အရင်တော့လို့အကောင်းအတိုင်းတော့မဟုတ်တော့ဘူးပေါ့နော်ဒါပေမဲ့အခုနေရတဲ့နေရာအခုစားနေတဲ့အစားဒီတွားလာနေရတဲ့ပတ်ဝန်းကျင်အရင်လိုဟုတ်ချင်မှဟုတ်မှာအရင်လိုပြည့်စုံချင်မှပြည့်စုံလိမ့်မယ်ဒါပေမဲ့လောလောဆယ်မှာအသက်ဘေးအန္တရာယ်မရှိတော့ဘူးဘေးဒုက္ခတွေမရှိတော့ဘေးအန္တရာယ်မရှိတော့ဘူးစိတ်ချပြီဆိုတဲ့အကြောင်းကိုသူတို့ကိုစိတ်ချရအောင်လို့ပြောပြပေးရမယ်လိုအပ်လို့ရှိရင်တဖွာဖွာကိုပြောနေရမယ်အခုစိတ်ချသွားပြီအခုဘာမှဘေးမဖြစ်တော့ဘူးအန္တရာယ်မဖြစ်တော့ဘူးစိတ်နဲ့နေလို့ရပြီဘာညာပေါ့နော်အဲ့လိုမျိုးထက်ခါကိုပြောပေးဖို့လိုလို့ရှိရင်ပြောပေးရမယ်ပေါ့နော်ပြောပေးတဲ့လုံခြုံပြီဆိုတဲ့အကြောင်းကိုသူတို့ကိုပြောပြပေးရမယ်နောက်နံပါတ်3ကအရင်ရေးကြည့်ရဒီခေတ်မှာကျွန်တော် social media ခေတ်ဆိုတော့ကျွန်တော်တို့ဒီသတင်းတွေမီဒီယာတွေ Facebook တွေဒါတွေကိုရှောင်ခိုင်းဆိုတာကလုံးဝမသုံးတဲ့လူပြောရတာစီးရီးယားခါလို့ရှိရင်ကျွန်တော်တို့လူကြီးက control တစ်ခုတော့လုပ်နေရမယ်ဥပမာတစ်နေ့ကိုနိုင်ရောတစ်နေ့ကိုတစ်နာရီလောက်ပဲသုံးတဲ့အခါမှာလေခလေးကြည့်တဲ့ page တွေခလေးကြည့်တဲ့ website တွေခလေးကြည့်တဲ့ဒီ media တွေကဘယ်လိုပြောရမလဲလူကြီးက guidance လုပ်ပေးရမယ်ဘာလို့လဲဆိုတော့ခလေးတွေဆိုတာကပေါ်လာသမျှအကုန်လုံးကြည့်မှာပဲအဲ့တော့ကြည့်တဲ့အခါမှာသတင်းတို့ media တို့ Facebook တို့မှာကိုတစ်ခါကြည့်ပြီဆိုလို့ရှိရင်တို့ algorithm တွေကတို့ကတောက်လျှောက်ဒီသတင်းကြီးပဲတောက်လျှောက်တက်လာတာမှာကိုကတခုခု browse လုပ်လိုက်တယ်ဥပမာထားငလျင်သတင်းကို browse လုပ်လိုက်တယ်ဆိုလို့ရှိရင်ငလျင်နဲ့ပတ်သက်တာတွေကြီးပဲကောင်းတာတွေရောဆိုးတာတွေရောအကုန်လုံးတက်လာတာမှာအဲ့တော့ကလေးတွေကိုသူတို့သုံးတဲ့ computer တို့သူတို့သုံးတဲ့ website တို့ Facebook တို့မှာကျွန်တော် parental control ထားလို့ရတယ်ဆိုလို့ရှိရင်အဲ့ဒါလေးထားပြီးတော့သိရမလားဒီလိုအနှိဋ္ဌာယုံတွေကနေမပါအောင်လို့လူကြီးတွေက queue ဆိုင်ရမယ်မဟုတ်လို့ရှိရင်ဒီအနှိဋ္ဌာယုံတွေဒီစိတ်ဆင်းရဲစရာတွေပြန်ပြီးတော့ကြည့်မိတဲ့အခါဆိုလို့ရှိရင်ဒါတွေပြန်ကြားလို့ရှိရင်ဖြစ်ပြီးခဲ့တဲ့ trauma တွေကပြန်ပြီးတော့ပေါ်လာတတ်တယ်ပေါ့နော်အဲ့ဒါသတင်းမီဒီယာတွေ Facebook တွေကိုခဏရှောင်ခိုင်းဒါမှမဟုတ်လို့ရှိရင် limit လုပ်လိုက်ပေါ့နော်ကန့်သက်တစ်ခုလုပ်လိုက်နောက်နံပါတ်4ကကြတော့သူတို့ရဲ့တုံ့ပြန်မှုတွေကိုစောင့်ကြည့်လေ့လာဖို့လိုလိမ့်မယ်ဘယ်လိုလဲကလေးတွေနဲ့ဆယ်ကျော်သက်တွေကဒီလိုဘေးဒုက္ခကိုတုံ့ပြန်တဲ့ပုံစံတရားတော့တူမှာမဟုတ်ဘူးကျွန်တော်ပြီးခဲ့တဲ့ဘက်ကပြောခဲ့တယ်ကလေးတွေမှာဆိုလို့ရှိရင်အကြောက်လွန်တာတွေနောက်ပြီးလို့ရှိရင်အိတ်လို့မရတာတွေစိတ်ကြီးတာတွေဒါတွေဖြစ်တယ်တခါလေကြာလို့ရှိရင် regression လို့ခေါ်တယ်ကျွန်တော်တို့ဒီဖွံ့ဖြိုးတိုးတက်မှုတွေကနောက်ပြန်သွားတာမျိုးဖြစ်တယ်ဥပမာအရင်တော့အိတ်ရထဲမှာတိတ်မပေါက်တော့တဲ့ကလေးကအိတ်ရထဲမှာပြန်ပြီးတော့တိတ်ပေါက်ချတာမျိုးတွေအဖေအမေကိုအရန်ကိုတွေ့ကတ်နေရမျိုးတွေဒါမျိုးတွေလည်းဖြစ်တယ်ပေါ့နော်ဆယ်ကျော်သက်တွေကြတော့တယောက်တည်းကိုငုံငိုင်နေရတယ်နောက်အာယုံစူးစိုက်လို့မရတာတငယ်ချင်းတွေမိဘဆွေမျိုးတွေခဏစကားများတာဂလန်ကစန်လောက်တာနောက်ကျောင်းမှာကျွန်တော်တို့ဒီအဆင့်တွေကျသွားတာဒါတွေဖြစ်တတ်တယ်အဲ့တော့သိထားမှာဒါတွေကဒီ normal response to abnormal events ပေါ့နော်ဒီလိုစိတ်ညစ်စရာဖြစ်ရကြီးတစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကသူ့တူတုံ့ပြန်နေတဲ့ normal response တွေဖြစ်တယ်ဒါကိုကျွန်တော်တို့ကအတင်းသွားပြီးတော့ကလေးတွေကို level မတက်ဖို့လိုတယ်ပေါ့နော်ဥပမာအဲ့လိုမျိုးဖြစ်သွားလို့ကလေးကဟာနင်းအသုံးမကျတော့ဘူးလို့နင်းအမှတ်တွေကျသွားတယ်နင်းတော်တော်အသုံးမကျတဲ့ကောင်ပဲဒါဟုတ်လားဒါမှမဟုတ်လို့ရှိရင်ဂျိတ်ကန်ဖြစ်သွားတယ်ဆိုရင်သူတို့ကလေးစိုးဘာညာအဲ့လိုမျိုးသွားပြီးတော့မိမဆုံးမဖာမဆုံးမဒါနဲ့သွားပြီးတော့ဒစိမ့်မကတ်မိဖို့လိုတယ်ပေါ့နော်အဲ့ဒါအင်မတန်အရေးကြီးတယ်ဘာလို့လဲဆိုတော့သူတို့ကိုသွားပြီးတော့ဒစိမ့်ကတ်လိုက်တဲ့အခါမှာအဲ့ကတ်လိုက်တဲ့ဒစိမ့်တန်းကိုသူတို့ကသွားတော့မှာအဲ့တော့သူတို့ကိုဒစိမ့်ကတ်မဲ့အစားဖေးမှပြီးတော့သူတို့နားလည်ပေးရမယ်ဆိုတာဒါကသူတို့ဘဝမှာဒီလိုကြီးကျယ်တဲ့အဖြစ်အပျက်တစ်ခုဖြစ်သွားတယ်ဒါကြောင့်မို့လို့ဒီလိုတုံ့ပြန်တာပဲဆိုတာကိုကျွန်တော်တို့ကနားလည်ပေးဖို့လိုတယ်
အဲ့လိုနားလည်ပေးပြီးတော့ဒီလိုမျိုးဖြစ်ပြီးဆိုလို့ရှိရင်ဒီလိုတုံ့ပြန်မှုတွေကစိုးရင်စရာကောင်းတဲ့အခြေအနေတခုကိုရောက်နေပြီးဆိုလို့ရှိရင်ဟိုတက်ကြွတဲ့ဆရာဝန်တွေလားနောက်ဆရာဝန်တွေဒါမှမဟုတ်လို့ရှိရင်ဒီ psychologist တို့ psychiatrist တို့သူတို့တွေနဲ့စိတ်ကျန်းမာရေးဆရာဝန်တွေနဲ့တွားပြီးတော့တွေ့ဆုံဆွေးနွေးပြီးတော့လိုအပ်တဲ့ကုသမှုတွေခံယူတာကလေးတွေအတွက်ပို့ပြီးတော့ကောင်းလိမ့်မယ်ပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော် listen ဆိုတာကနားထောင်ပေးရမယ်အခုနအတိုင်းပဲကျွန်တော်ဘေးမှာရှိနေပေးပါသူတို့ရင်ဖွင့်လာတာတွေကိုနားထောင်ပေးပါသူတို့ရင်ဖွင့်လာတယ်စိတ်ညစ်စရာတွေပြောလာတယ်ဆိုလို့ရှိရင်ကွာမအားသေးဘူးနောက်မှပြောလို့ပြောမယ်အစားအချိန်ပေးပြီးတော့နားထောင်ပေးလိုက်အဲ့လိုနားထောင်လိုက်လို့ရှိရင်သူတို့စိတ်ထဲမှာတဝက်လောက်တက်တာပါမယ်ရင်ဖွင့်လိုက်လို့ရှိရင်အမြဲတမ်းပေါ့သွားတာကြီးပဲဟုတ်တယ်မလားနောက်နံပါတ်6ကကြတော့ပုံမှန်လုပ်နေကြ routine တွေပြန်ပြီးတော့စပုံမှန်လုပ်နေကြ routine ဆိုတာဘာလဲဥပမာမနက်စောစောဖျားရှိခိုးတယ်ဟုတ်လားဒါမှမဟုတ်လို့ရှိရင်ဒီမနက်စောစောဖျားရှိခိုးတယ်လမ်းသွားလျှောက်တယ်ဒါမှမဟုတ်လို့ရှိရင်အဖေနဲ့အမေနဲ့သွားပြီးတော့ကျွန်တော်တို့ဒီလက်ဖေးဆိုင်တွေသွားတယ်လက်ဖေးတွေတောက်တယ်စသဖြင့်ပေါ့နော်တိတိလေးတွေကဖြစ်ဖြစ်အဲ့တိတိလေးရန်နေစပြီးတော့ပြန်စပြီးတော့လုပ်လို့ရတယ်ဟို crisis တစ်ခုဖြစ်ပြီဆိုလို့ရှိရင် chaos ဆိုတာလာတာပဲသိရမလားဘေးဒုက္ခတစ်ခုခုကြုံလာပြီဆိုလို့ရှိရင်ကိုစီစဉ်ထားသမျှအဟာတွေအကုန်လုံးဟာရောက်ရက်တွေခတ်ကုန်တယ်ပြောက်တောက်တွေဖြစ်ကုန်တယ်ဟိုရောက်ဒီရောက်နေသိမလားဒီလိုပြောက်တောက်ဖြစ်တဲ့ဥစ္စာကိုကျွန်တော်တို့ပြန်ပြီးတော့ organize ဖြစ်အောင်ပြန်လုပ်ရမယ်အဲ့လိုလုံးမှသာဒီ crisis situation ကနေအများဆုံးပြန်ပြီးတော့ထွက်နိုင်မှာဒါကြောင့်ပုံမှန်လုပ်နေကြ routine တွေပြန်ပြီးတော့စကိုကဒီဖြစ်ရကြီးမဖြစ်ခင်မှာကိုဘာတွေလုပ်နေခဲ့လဲအစမှာမနက်စောစောဆိုလို့ရှိရင်ဖျားရှိခိုးတယ်မျက်နှာတက်တယ်ကြောင်းသွားတယ်ဟုတ်လားနောက်ပြီးလို့ရှိရင်ဒီစနေနေ့ဝင်ဆိုလို့ရှိရင်ကိုမိသားစုတွေနဲ့အပြင်သွားတယ်เนาะပန်းချံနဲ့သွားတယ်လမ်းလျှောက်တယ်စသဖြင့်ပေါ့နော်အဲ့လိုမျိုးလေးဒီလိုတိတ်တိတ်ကွေးကွေးလေးတွေကနေပြန်ပြီးတော့စလို့ရတယ်အိတ်ချိန်စားခြင်းပုံမှန်ပြန်လောက်တာမျိုးတွေဒီမှာမနက်၈နာရီမှာမနက်စာစားရဆိုလို့ရှိရင်မနက်၈နာရီမှာမနက်စာပြန်စားတာမျိုးနောက်အကြောင်းပြန်သွားတာအိမ်စားလို့ဒါလေးတွေကနေစလို့ကျွန်တော်တို့ရတယ်ပေါ့နော်ဒါကြောင့်ပုံမှန်လုပ်နေကြ routine တွေကိုပြန်ပြီးတော့စရမယ်နောက်တစ်ခုကကြတော့ lifestyle ဒီတယောက်နဲ့တယောက်နဲ့ coping mechanism ဆိုတာမတူ coping mechanism ဆိုတာဘာလဲဆိုတော့ဒီစိတ်ညစ်တာကိုဘလို့ပြန်ပြီးတော့ခန္ဓာကိုယ်က cope လုပ်မလဲပေါ့နော် cope လုပ်မလဲဆိုတော့ဘလို့တက်တောင်လုပ်တဲ့နီးလန်းတွေမတူဒါပေမဲ့အဲ့ဒီထဲမှာကျွန်တော်တို့ကဒီကျန်းမာရေးနဲ့ညီညွတ်တဲ့နီးလန်းတွေကိုကျွန်တော်တို့ကပို့ပြီးတော့လေ့လာမယ်ဥပမာဆိုလို့ရှိရင်ကောင်းကောင်းမွန်မွန်အားရှိမဲ့ဟာတွေအာဟာရပြည့်မဲ့ဟာတွေစားတာတွေနောက်လေ့ကျင့်ခန်းပုံမှန်လုပ်တာတွေကောင်းကောင်းအေးဝအောင်အိတ်တာတွေနောက်ပြီးလို့ရှိရင်ဘယ်လိုရမလဲ think positive ပေါ့နော်အပေါင်းလက္ခဏာစောင်းတဲ့ဟာတွေကြီးပဲတွေးသိမလားကိုကစိတ်ညစ်လာရပါညာဆိုလို့ရှိရင်ခေါင်းထဲမှာ negative thoughts တွေဝင်လာမှာပဲမကောင်းတဲ့အတွေးတွေဝင်လာမှာပဲမကောင်းတဲ့အတွေးဆိုတာသူများကိုအပြစ်မြင်တာမျိုးတွေသူများတစ်ခုခုလုပ်နေပြီဆိုလို့ရှိရင်ကိုကအပြစ်ပဲရှာပြီးတော့ပြောတော့မယ်အဲ့လိုမျိုးတွေတို့နောက်ပြီးလို့ရှိရင်သိမလားကိုကညူညူဆူဆူနဲ့သူများခိုင်းလို့ရှိရင်မလုပ်ချင်တာမျိုးတွေပြန်ပြောတာမျိုးတွေဟုတ်လားနောက်ကိုကိုအတုံးမကျဘူးကိုအပြစ်တင်လို့ခံစားနေရတယ်အဲ့လိုမျိုးတွေတွေးမဲ့အစားကျွန်တော် think positive ပေါ့နော်အကောင်းဘက်ကိုအပြုသဘောဆောင်ပြီးတော့ပြန်ပြီးတော့တွေးပေးဖို့လိုတယ်အဲ့တော့ဒီလိုစိတ်ပီစီးမှုတွေရှော့ချရတဲ့နေရာမှာကိုကဒီလိုနီးလန်းတွေကိုကိုကအရင်ဆုံးသိဖို့လိုတယ်လူကြီးတယောက်အနေနဲ့သိရမလားအဲ့တော့ပုံမှန်လေ့ကျင့်ခန်းလောက်တာလမ်းလျှောက်တာစပိန်စီကဘောလုံးကန်တာစတဲ့သူတို့ကြိုက်တဲ့လုပ်ငန်းတွေလေ့ကျင့်ခန်းတွေဒါတွေကိုပြန်စနောက် creative expression ဆိုတာဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီပကြီးဆွဲတာတို့ဆေးချယ်တာတို့ piano တီးတာတို့စတဲ့သူတို့ဘယ်လိုပြောမလဲသူတို့စိတ်ဝင်စားတဲ့ hobby လေးတွေပေါ့နော်ဒါလေးတွေကိုပြန်ပြီးတော့အားပေးရမယ်အေးဝအောင်အိတ်တာအာဟာရပြည့်အောင်စားတာဒါတွေလည်းပါတယ်နောက်ကိုပြောချင်တာရှိလို့ရှိရင်အောက်မထားကြမယ်ကိုပြောခိုင်းပေါ့နော်တခြားဒါမှမဟုတ်လို့ရှိရင်ကိုမဟုတ်လို့ရှိရင်တော့တခြားယုံကြည်စိတ်ချတဲ့ဆရာမတွေဖြစ်ဖြစ်လူကြီးသူမတွေဖြစ်ဖြစ်အဲ့လိုပြောဖို့သူတို့ခွင့်ပေးလိုက်ဆယ်ကျော်တက်တွေလည်းအတူတူပဲဆယ်ကျော်တက်တွေပေါ့နော်တီးနေကြရဲကြတော့ကျွန်တော်ဒီ PR ဆိုတာရှိတယ် PR support ကအရင်ရေးကြည့်တယ်ရွယ်သူတငယ်ချင်းကျွန်တော်တို့ဒီနားလည်ပေးဖို့ပြောတာမျိုးရင်ဖွင့်တာမျိုးဒါတွေကလည်းအဲ့တက်ရွယ်မှာအရေးကြီးတယ်အဲ့တော့တငယ်ချင်းရင်ဖွင့်နေတာကိုသွားပြီးတော့မတားမိဖို့လိုတယ်ဒါပေမဲ့တတိလေးထားပြီးတော့စောင့်ကြည့်ဖို့တော့လိုတာပေါ့နော်ဘာလို့ဆိုတော့ကလေးနှစ်ယောက်သူတို့စိတ်ညစ်တာတိုင်ပင်ပြီးတော့နှစ်ယောက်စလုံးစိတ်ညစ်သွားတယ်ဆိုလို့လည်းမကောင်းတော့ပိုရေးကြီးတာကကိုယ်တိုင်လူကြီးကိုယ်တိုင်ကဒီလိုနီးလန်းတွေကိုကိုယ်တိုင်ရှေ့ဆောင်လမ်းပြလုပ်ပေးရဥပမာငါအရန်ကို stress တွေအရန်များနေပြီငါဘီယာတောက်တော့မယ်ငါစိတ်ညစ်တယ်ငါရက်သွားတောက်မယ်ဒီကလေးကအဲ့တိုင်းလိုက်လို့လိမ့်မယ်ဟုတ်တယ်မလားအဲ့လိုလုပ်မဲ့အစားကိုကစိတ်ညစ်တယ်ဆိုလို့ရှိရင်ဟုတ်ပြီစိတ်ညစ်ရတဲ့အကြောင်းရင်းကဘာလဲအဖြေရှာမယ်တားအဖနှစ်ယောက်တူတူအဖြေရှာမယ်ဖြေရှာပြီးလို့ရှိရင်ကဲသွားမယ်တားရီလမ်းသွားလျှောက်ကြမယ်စပိန်စီးကြမယ်ဟောဒါမှမဟုတ်ဘောလုံးသွားကန်ကြမယ်ဟုတ်လားဒါမှမဟုတ်လို့ရှိရင်ဘယ်လိုပြောမလဲရေးသွားကူးမယ်စသဖြင့်ပေါ့နော်ကိုတန်ရကောင်းတဲ့ဟာလေးတွေကိုကိုသားသမီးနဲ့ကိုတူရတူမရနဲ့တူတူလှုပ်လိုက်လို့ရှိရင်သူတို့စီမှာလည်းဒီ habit လေးဒီအကျင့်လေးတွေဖြစ်သွားလိမ့်မယ်ပေါ့နော်ဒါတို့အတွက်ကောင်းမှုဖြစ်လာမှာနောက်နံပါတ်၈ကကြတော့
ဒီစိတ်ကြယောဂါတို့ depression တို့စိတ်ဖိစီးမှုများတဲ့ဒီယောဂါတွေ stress တွေ anxiety တွေအဲ့ယောဂါတွေရဲ့ရေရှည်လက္ခဏာတွေအဲ့ဒါတွေကိုစောင့်ကြည့်ရမယ်ဥပမာဒီ trauma တစ်ခုဖြစ်သွားပြီဆိုလို့ရှိရင်များသောအားဖြင့် acute response ဆိုတာလာတတ်တယ်2လ3လလောက်တွင်သူတက်တာဝါတတ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ acute response phase ကနေကျွန်တော်တို့ဒီ chronic phase ဆိုတာရောက်သွား3လကျော်တယ်6လကျော်တယ်အဲ့ဒီလက္ခဏာတွေကရှိနေသေးတယ်သိရမလားသူတို့ရဲ့နေ့တူကလုပ်ငန်းဆောင်တာတွေကိုထိခိုက်လာတယ်သိရမလားသူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေထိခိုက်လာတယ်သူတို့ရဲ့ကျောင်းလုပ်ငန်းတွေထိခိုက်လာတယ်သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ဆက်ဆံရေးတွေထိခိုက်လာတယ် social scale တွေကျလာတယ်ဒီလိုမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်ဒီကလေးတွေကိုကျွန်တော်တို့ကဘယ်လိုပြောမလဲအိမ်မှာပဲထားလို့မရတော့ဆိုတာကိုယ့်အကိုကြိတ်ပြီးကုလို့လည်းမရဘူးသိရမလားတက်ကျွမ်းတဲ့ဆရာဝန်တွေနားလေတဲ့လူတွေနဲ့ပြသဖို့လိုသွားပြီပေါ့နော်အဲ့ချိန်ကြလို့ရှိရင်အဲ့တော့ဒါနံပါတ်၈ကဒီလိုရေရှည်လက္ခဏာတွေဒီစိတ်ကြယောဂါရဲ့လက္ခဏာတွေစိတ်ပီစီရဲ့လက္ခဏာတွေဒါတွေတွေ့လာပြီဆိုလို့ရှိရင်အချိန်ဆွဲမနေနဲ့တော့ဆရာဝန်တို့ဒီ psychiatrist နဲ့ပြဖို့လုပ်တော့ပေါ့နော်ဒါကိုကျွန်တော်တို့ပြောရခြင်းဖြစ်တယ်အဲ့တော့ကလေးတစ်ယောက်နဲ့တစ်ယောက်ကမတူတချို့က2ပတ်3ပတ်အတွင်းကောင်းသွားတယ်တချို့က2လ3လအတွင်းကောင်းသွားတယ်ပုံမှန်ချင်းလို့ပြန်ဖြစ်သွားတယ်တချို့ကြတော့လနဲ့ချီပြီးတော့ကြာတယ်ဒီလိုစစ်ဘေးဒုက္ခတို့ငလျင်ဘေးဒုက္ခတို့ဒီလိုကြုံတဲ့ကလေးတွေကိုကျွန်တော်တို့ဂရုစိုက်တဲ့နေရာမှာတိထားဖို့ကကြတော့အခုရေရင်းတူအခုရေကြီးတောက်ချင်လို့မရဘူးသူတို့ရဲ့စိတ်ဝေဒနာအနည်းအများလိုက်ပေါ့နော်ဒီပြန်ကောင်းလာနိုင်တဲ့အချိန်ဟာအကွာခြားရရှိတယ်သိမလားဘယ်လောက်ထိ impact ကဘယ်လောက်ကြီးလဲဒဏ်ရာနာတရပဲရသွားလားခြေလက်အင်္ဂါတွေပျက်စီးသွားလားမိသားစုတွေဆုံးရှုံးသွားလားဒီလိုဝေဒနာအတိမ်နဲ့ပေါ်မူတည်ပြီးတော့သူတို့ဘယ်လောက်ကြာသွားလဲဆိုတာအများကြီးမူတည်ရပါတော့အဲ့တော့ကိုမျောလင့်ထားတဲ့အချိန်ထဲမှာမကောင်းလာသေးဘူးမဖြစ်လာသေးဘူးဒီကလေးကနင်းကကြာလိုက်တာဖြစ်တာလက်မှာဒဏ်ရာလေးတစ်ခုပဲရသွားတယ်ဒါပေမဲ့3လလောက်ရှိပြီဒီစိတ်ဒဏ်ရာကြီးကမကောင်းသေးဘူးအဲ့လိုမျိုးဖြစ်လာလို့လေကလေးကိုသွားပြီးတော့အပြစ်တင်စရာမလိုဘူးဘာကြောင့်လဲဆိုတော့သူ့စိတ်ထဲမှာဘယ်လောက်ထိနှက်ဆိုင်တဲ့ဒဏ်ရာရသွားလဲဆိုတာကိုကမမြင်အောင်အနာတစ်ခုကြက်ဖို့ပေါ့နော်ခန္ဓာကိုယ်အရေးပြောင်းမှာဖြစ်တဲ့အနာတစ်ခုကြက်ဖို့ဆိုတာတော့အချိန်ယူရတယ်ဟုတ်လားအဲ့တော့ဒီစိတ်ထဲကဒဏ်ရာကိုမမြင်ရတော့ဘယ်တော့ကြက်မလဲဆိုတာကိုတွင်တွင်ကျွန်တော်မသိနိုင်ဘူးအဲ့တော့သူတို့ရဲ့စိတ်ကိုနားလည်ပေးဖို့သူတို့ရဲ့ရှိနေပေးဖို့ဒါကအင်မတန်အရေးကြီးတယ်အဲ့တော့ပထမဆုံးပြောချင်တာကလူကြီးအနေနဲ့ကိုယ့်ကိုယ်အရင်ဆုံးဂရုစိုက်ဖို့လိုတယ်ကိုယ့်ခွက်ထဲမှာရေပြည့်နေမှာသူများကိုကျွန်တော်တို့ကရေပြန်ဖြည့်ပေးနိုင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ကိုယ်လည်းကောင်းတဲ့ဒီ healthy ဖြစ်တဲ့ lifestyle အနေနဲ့ကျွန်တော်တို့ကုတ်လုပ်ဖို့လိုတယ်ကိုကအရန်ကိုစိတ်ပီစီးမှုတွေအရန်များနေစိတ်ညစ်တာအရန်များနေပြီကလေးကိုပြန်ပြီးတော့မကြည့်နိုင်ဘူးဆိုတဲ့အချိန်မှာကိုတိထားဖို့ဟာငါတခြားလူနဲ့ပြောဖို့လိုရဆိုလို့ရှိရင်တက်ကျွမ်းတဲ့ဆရာဝန်တွေတက်ကျွမ်းတဲ့ကျွန်တော် psychologist ဆို psychiatrist ဆိုနဲ့ပြောပါမနှောင့်နှေးစေနဲ့ပေါ့နော်မနှောင့်နှေးစေဆိုတော့ကိုတယောက်တည်းကြည့်ရမှာမဟုတ်တော့ကိုမှပတ်ဝန်းကျင်မိသားစုအတိုင်းဝိုင်းရှိလာပြီမိသားစုတွေကိုကြည့်ရမယ်သားသမီးတွေကိုကြည့်ရမယ်ဆိုတဲ့အချိန်မှာဒီလိုဆရာဝန်တို့ဘာလို့လဲပြသခြင်းဟာလှုပ်တင်လှုပ်လိုက်တဲ့အရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီကနေမှာကြားပြသည်ပေါ့နော်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ I'll see you next time ကျွန်တော် channel လေးကိုလည်း like and share like and subscribe မလုပ်ရသေးလို့ရှင် like and subscribe လုပ်တာပါလို့ဒီကနေပြောပြသေးပေါ့နော်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ see you next time bye